ရွေးကောက်ပွဲနီးလာတဲ့အမျှပြည်သူတွေရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်တွေပုံမသိရှိလာနိုင်အောင်ရည်ရွယ်ပြီးတော့ FMF လို့ခေါ်တဲ့ British Normal Foundation လွတ်လပ်မှုအဖွဲ့အစည်းကနေပြည်တွင်းအရက်ဖက်အဖွဲ့အစည်း၄ခုနဲ့ပူးပေါင်းပြီးတော့မဲဆန္ဒရှင်မဲပေးပုံမဲပေးနည်းစနစ်သင်တန်းတွေပေးနေပါတယ်ဒီသင်တန်းတွေကိုမွန်ကချင်ရခိုင်စတဲ့တောလာရခက်ခဲပြီးတော့တိုင်းရင်းသားဒေသအများစုနေထိုင်တဲ့တိုင်းနယ်ပြည်နယ်9ခုလောက်မှာသင်တန်းတွေပို့ချပေးနေရလဲဖြစ်ပါတယ်သင်တန်းတွေကို2ရက်တာသင်ကြားပေးတာဖြစ်ပြီးတော့ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာတွေကိုအဓိကသင်ကြားတာလည်းဖြစ်ပါတယ်သင်တန်းကတော့2ရက်ကြာတယ်2ရက်ပေါ့နော်ဒီ2ရက်မှာပထမနေ့1ရက်ကိုအမားတို့ကဒီပြည်သူ့နီတိနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုအရင်ဆုံးပြောပြတယ်ဒီဘာတွေပြောပြလဲဆိုတော့ဒီလွှတ်တော်တွေဘယ်နှခုရှိလဲလွှတ်တော်တွေဘယ်လိုဖွဲ့စည်းထားလဲနောက်ပြီးတော့အမားတို့မြန်မာသမိုင်းမှာရှိခဲ့တဲ့ဒီရွေးကောက်ပွဲကိုအတူချုံပြီးတော့ပြောပြပေးတယ်နောက်ပြီးတော့လူခွင့်ရေးရပါလဲလူခွင့်ရေးတောင်မှအများကြီးပြောဖို့တော့အချိန်မရဘူးပေါ့နော်ဒါပေမဲ့အခြေခံနေနဲ့သူတို့သိသိထိုက်တဲ့ဒီလူခွင့်ရေးအကြောင်းအရာတွေနောက်ပြီးတော့ဒီမြန်မာပြည်မှာပါဒီရွေးကောက်ပွဲစနစ်ကိုသုံးလဲဆိုတဲ့အကြောင်းအရာတွေဒီအစရှိတဲ့ဒီပြည်သူ့နီတိသူတို့လူပြည်သူတယောက်အနေနဲ့တည်တံ့တိထိုက်တဲ့ပြည်သူ့နီတိတဲ့အချက်လက်တွေကိုပထမနေ့မှာအမားတို့ပြောပြပေးတယ်ဆိုတော့ဒုတိယနေ့မှာကျတော့အမားတို့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းအချက်လက်တွေပေါ့နော်ဘယ်လိုမဲပေးရမလဲရွေးကောက်ပွဲမှာဘယ်သူတွေကသက်ဆိုင်တဲ့သူတွေလဲပေါ့နော်နောက်ပြီးတော့ဒီဘယ်လိုမဲပေးရမလဲကိုယ်စားလှယ်လောင်းတွေကိုဘယ်အချက်တွေကိုကြည့်ပြီးတော့ရွေးချယ်ရမလဲနောက်ပြီးတော့ပြည်သူတယောက်အနေနဲ့ဒီနိုင်ငံရေးဖြစ်စဉ်မှာဘယ်လိုပါဝင်ရမလဲရွေးကောက်ပွဲဖြစ်စဉ်မှာမဲပေးရုံမဟုတ်ဘဲနဲ့ပြည်သူတယောက်အနေနဲ့ဘယ်လိုပါဝင်လို့ရသေးလဲဆိုတဲ့အစရှိတဲ့အချက်တွေကိုမတို့ကဒုတိယနေ့မှာအာရုံစိုက်တယ်ဒီရွေးကောက်ပွဲမှာမဲပေးနိုင်တဲ့သူဦးရေ80%လောက်ဟာကြေးရွာနေပြည်သူတွေပဲဖြစ်ကြပါတယ်ရွေးကောက်ပွဲနီးလာပေမဲ့လည်းပြည်သူအများစုကတော့မဲပေးနည်းစနစ်တွေကိုနားမလည်တာတွေရွေးကောက်ပွဲကိုစိတ်ဝင်စားတာတွေရှိနေစေဖြစ်ပါတယ်လွတ်တော်အမျိုးသားဘယ်နည်းရှိတာလဲဆိုတာရယ်လွတ်တော်မှတ်တွေကတိုင်းဒေသ1မှာလည်းတယောက်2မှာလည်းတယောက်ပြည်သူလွတ်တော်ကလည်းရှိအမျိုးသားလွတ်တော်ကလည်းပြန်ရှိပြီးတိုင်းသားကိုယ်စားလှယ်တိုင်းသားဝင်ကြီးကိုပြန်ပေးရမယ်ရှမ်းနဲ့ချင်းကလည်းရှိဆိုတော့အမတ်တွေကအများများနေတယ်ဘယ်သူ့ကိုပေးရမှာလဲဆိုတဲ့အနေအထားတွေနောက်လွတ်တော်ကလည်းအများကြီးပဲဘယ်လွတ်တော်ကိုပေးရမှာလဲဆိုတဲ့ဒါလွတ်တော်ပိုင်းဆိုင်ရာခွဲခြားမှုကိုနားမလည်တာတွေရယ်နောက်လွတ်တော်အမတ်တွေပါတီတွေကလည်းအများများတဲ့ခါကျတော့သူတို့ကဘယ်လိုပေးရမှာလဲဆိုတဲ့ဟာတခုလည်းသူတို့ကခဏမတိကျတဲ့အပိုင်းတွေတော့တော်တော်လေးစိန်ခေါ်မှုအနေနဲ့ရှိတယ်ဒါပေမဲ့အားလုံးမသိတာတော့မဟုတ်တချို့ကတော့လည်းတိကျတဲ့လူလည်းရှိတယ်ပေါ့နော်ဒီကျမတို့သွားလာတဲ့နေရာတွေကဒီသွားလာရခက်ခဲတဲ့နေရာတွေတော်ရုံတောင်သတင်းအချက်လက်တွေမရောက်တဲ့နေရာတွေဖြစ်တယ်ဆိုတော့ပြောရမယ်ဆိုအဲ့ရလူတွေအများစုဟာဘယ်လိုမဲပေးရမယ်ဆိုတာသိမသိကြဘူးဘယ်လိုတစိမ့်တုံးထူရမယ်ဆိုတာမသိတဲ့လူတွေရှိတယ်နောက်ပြီးတော့တစိမ့်တုံးထူတဲ့အချိန်မှာဘယ်လိုထူရင်ဘယ်မဲဖြစ်သွားနိုင်လဲဆိုတာမသိတဲ့လူတွေလည်းရှိတယ်ဆိုတော့ပြောရမယ်ဆိုအများစုကဒီဘလို့မဲပေးရမလဲဆိုတာကိုမသိတဲ့သူတော်တော်များတယ်။နောက်ပြီးတချို့ကစိတ်မဝင်စားတဲ့လူလည်းရှိတယ်။ဒီတစ်ခေါက်ရွေးကောက်ပွဲမှာပြည်သူ့လွှတ်တော်အတွက်ကိုယ်စားလှယ်လောင်းတဦးအမျိုးသားလွှတ်တော်အတွက်ကိုယ်စားလှယ်လောင်းတဦးနဲ့တိုင်းဒေသကြီးအတွက်ကိုယ်စားလှယ်လောင်းတဦးတို့ကိုပြည်သူတွေကမဲပေးရွေးချယ်ကြရမှာပါ။တိုင်းဒေသဒေသမဲဆန္ဒရှင်ရှိမယ်ဆိုရင်တော့စုစုပေါင်း၄ကမဲထည့်ကြရမှာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းပြည်သူတွေကဒီစနစ်ကိုနားလည်မှုအားနည်းနေစေဖြစ်တယ်လို့ကိုယ်စားလှယ်လောင်းတွေကထောက်ပြပြောဆိုကြပါတယ်။ Voter education ကလုံးဝကိုလိုအပ်တယ်ဘယ်လောက်ထိလိုအပ်လဲဆိုတော့အခုကကျွန်တော်တို့က campaign လုပ်ရမှာလွတ်တော်မှတ်လောင်းတွေက campaign လုပ်ရမယ့်ဟာ campaign မဟုတ်ပဲ voter education လုပ်နေရတာဖြစ်နေတယ်ဆိုတော့ campaign ကတကယ်ဆိုရင်ပြပြဝမလုပ်နိုင်တော့ဘူးအဲ့တော့ voter education ပေါ့နော်လွတ်တော်တွေရဲ့အခန်းကဏ္ဍလွတ်တော်ဘယ်နည်းရှိတယ်လွတ်တော်မှတ်လောင်းကတိုင်းဒေသတစ်ဆိုဘာကိုရည်ညွှန်းတာတိုင်းဒေသနှစ်ဆိုဘာကြောင့်အဲ့လိုတစ်နှစ်ခွဲထားတယ်နောက်တိုင်းဒေသလွတ်တော်ဆိုတာဘယ်လိုလုပ်တဲ့နေရာဖြစ်တယ်ပြည်သူ့လွတ်တော်ဆိုတာဘယ်လိုအမျိုးသားလွတ်တော်ဆိုတာအဲ့ဒါလိုက်ရှင်းပြနေရတဲ့အနေအထားတစ်ခုဖြစ်တဲ့အခါမှာကိုတကယ်လွတ်တော်အမတ်ဘာကြောင့်ဝင်ပြန်ရတယ်ခင်ဗျားတို့အတွက်ဘာကြောင့်လွတ်တော်အမတ်ရွေးချယ်တဲ့နေရာမှာအရေးကြီးတယ်ဘယ်လိုမျိုးလွတ်တော်အမတ်ကိုရွေးချယ်တင်တယ်ဆိုတဲ့ဟာမျိုးကိုနောက်အဲ့ဒီအမတ်တွေခင်ဗျားတို့မဲပေးပြီးတဲ့အချိန်ကျရင်ဒီခင်ဗျားတို့ဒေတာဖွံ့ဖြိုးတိုးတက်မှုနဲ့ခင်ဗျားတို့ရဲ့တယောက်ချင်းရဲ့လိုအပ်ချက်နောက်အနာဂတ်အတွက်နောက်တိုင်းပြည်အရွေ့အပြောင်းအတွက်ကျွန်တော်တို့ကဒါဟာကိုဘာကြောင့်ခင်ဗျားတို့မဲပေးတင်တယ်ဆိုတဲ့ဟာတခုကိုကျွန်တော်တို့ကပြောဖို့အချိန်တိတ်မရတော့မလဲဒီမေးခွန်းတွေကလည်းအဲ့ဘက်ကိုတိတ်မမေးတော့ဘူးဘာလို့မေးလာလဲဆိုတော့ဘယ်နာမှမဲထူရမှာလဲဘယ်လိုလုပ်ရမှာလဲပေါ့နော်အဲ့ဒီဟာတွေကိုပိုမေးတာများတဲ့ကြောင့်ဒီအဓိကတော့စိန်ခေါ်မှုကဒီ voter education ပိုင်းမှာပဲပြန်ဖြစ်နေတော့ကျွန်တော်တို့အမတ်လောင်းတွေကကိုယ်တိုင် voter education ပြန်လုပ်ရတဲ့သဘောရှိတဲ့ကြောင့်လို့ဒါလုံးဝကိုဒီဟာအားနည်းနေတာတော့တွေ့ရတယ်ပေါ့နော်တော်တော်များများကိုလိုအပ်နေပါတယ်ကျွန်တော်တို့မှာတော်တော်ရှင်းပြနေရပါတယ်ကျွန်တော်တို့တောင်ပေါ်ဒေသဒီဒါနာကတိုင်းသားတွေများတဲ့ခါကျတော့ဒီကိစ္စကိုသူတို့လုံးဝမသိသေးပါဘူးနော်ဝင်းပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေရဲ့နာမည်လည်းသူတို့မသိဘူးနောက်တစ်ခါပါတီတွေကိုလည်းမသိဘူးအဲ့ဒီခါကျတော့ဘယ်လိုထည့်ရမယ်ဆိုတာလည်းသူတို့မသိဘူးအဲ့ဒီဟာတွေကိုကျွန်တော်တို့ရှင်းပြနေရပါတယ်တော်တော်ကိုချိန်ပေးရပါတယ်ဒါကြောင့်လည်း FNS အဖွဲ့ကနေပြည်တွင်းရက်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့မြန်မာ Egress Scholar Institute နော်ရှောင်းအပါဝင်ဟော်ဘေးအဖွဲ့တွေနဲ့ပူးတွဲပြီးတော့ကချင်ကယားကရင်မွန်ရခိုင်ချင်းပြည်နယ်အပါဝင်
မကွေးတိုင်းစကိုင်းတိုင်းနဲ့အေရဝတီတိုင်းဘက်မှာမဲဆန္ဒရှင်မဲပေးနည်းစနစ်သင်တန်းတွေပေးနေရလဲဖြစ်ပါတယ်ဒီသင်တန်းတွေဟာကျေးရွာနေပြည်သူတွေအတွက်များစွာအထောက်အကူဖြစ်တယ်လို့သင်တန်းသူသင်တန်းသားတွေကဖွင့်ဟပါတယ်အကျိုးပြုပါတယ်ဘာလို့လဲဆိုတော့ဒီမြန်မာနိုင်ငံတနိုင်ငံလုံးရဲ့အပြောင်းလဲကာလဒီအဖြစ်အပြောင်းမှာဒီလိုတင်တန်းမျိုးတွေအများကြီးရှိဖို့လိုပါတယ်လူတိုင်းပေါ့နော်ဒီခုလို့ဆိုရင်တော့ဒီတင်တန်းမှာလူ100နီးပါးတော့ခန့်မှန်းတာပေါ့နော်အဲ့လောက်တော့မြင်ပါတယ်ဒါပေမဲ့ဖြစ်နိုင်လေတမျိုးလုံးမှာရှိတဲ့လူတွေပဲလူငယ်တွေအားလုံးများအများစားသက်စေချင်တယ်ဒီလူငယ်တွေနေမှာဖြန့်ဝင်မှာမျှဝေမှာဆိုတော့လေလူကြီးတွေမလာနိုင်မဲ့လူငယ်များသက်စေချင်တယ်အခုလူငယ်လဲတော်တော်များတက်ကြပါတယ်ပေါ့နော်အသိပညာတော့အများကြီးရပါတယ်ဘာလို့လဲဆိုဒီမဲပေးတဲ့ခါနာမှာဘယ်လိုပေးရဘယ်လိုမျိုးပေးရင်ပဲမဲဖြစ်တော့နိုင်ရဘယ်လိုစခိုင်းလုံးမဲဖြစ်တယ်ဆိုတော့ကိုကသိရတာပေါ့နော်တင်တန်းမတက်ခင်တော့ဘာမှသိရေရာအတိအကျတော့မသိပါဘူးခုမဲပုံးမဲပေးနည်းစနစ်ကခုဒီတင်တန်းပို့ချမှာရှင်းရှင်းလင်းလင်းသိရပါတယ်ဒီဘက်ခေတ်ရောက်မှကျွန်တော်တို့ဒီလိုပွင့်လင်းမြင်သာမှုနဲ့ဒီလိုမှန်မှန်ကန်ကန်ကျွန်တော်တို့ဒီလမ်းကြောင်းအမှန်ပေါ်ရောက်ဖို့ပေါ့ဒီအဖွဲ့အစည်းတည်တည်ရပေါ့ပြသတဲ့အတွက်အခုသိခဲ့ပြီခင်ဗျအရင်တုန်းကဆိုရင်ကျွန်တော်တို့အားလုံးဟာကျွန်တော်တို့ဒီလိုလဲရှင်းလင်းပြသမှုလည်းမရှိခဲ့ဘူးကျွန်တော်တို့ခေတ်အဆက်ဆက်ရဲ့အနေထားမှာလည်းကျွန်တော်တို့ဘယ်လိုခေါ်မလဲခင်မမီတဲ့အတိုင်းတာတွေပေါ့ဗျာနော်အဲ့ဒီကဏ္ဍတွေမှာလည်းအတိနောက်ကျခဲ့တဲ့အတွက်ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့အတွက်ကျွန်တော်အဲ့ဒီမှာလည်းမသိခဲ့ကြဘူးခင်ဗျအခုဒီဘက်ခက်မှာကြတော့အဖွဲ့အစည်းတည်တည်ရလိုက်လာပြီးပြသရှင်းလင်းခဲ့တယ်အဲ့လိုပဲသိအောင်လဲအတိပေးပညာတွေပေးခဲ့တဲ့အတွက်အားလုံးကသိခဲ့ကြပြီခင်ဗျဒီသင်တန်းကရလာတဲ့အသိပညာတွေကိုလက်လန်းမီတလောက်ပြန်လည်ဝင်ငှသွားမယ်လို့ရွေးကောက်ပွဲကိုအင်တိုက်အားတိုက်စိတ်ဝင်စားနေတဲ့လူငယ်လေးတွေကရင်ဖွင့်ပါတယ်ဒီလိုတင်တန်းမျိုးနေရအနှံ့မှာလည်းရှိစေချင်တယ်နောက်ပြီးတော့အခုတမျိုးတက်တဲ့လူငယ်တွေလည်းဒီတင်တန်းနေပြီးတော့လို့ရှိရင်လည်းကိုတက်နိုင်ကြောင်းအနေပြီးတော့ရက်ကွက်ထဲမှာအနည်းဆုံးကအိမ်အောင်စုမိသားစုတွေပေါ့နော်မိသားစုကနေရက်ကွက်နေဒီမြို့ပြအဆင့်လိုက်ပေါ့နော်ကိုတက်နိုင်လက်လန်းမီဒီလောက်ကတော့ပြန်ပြီးတော့မျှဝေတော့မှဖြစ်ပါတယ်သူတို့ရွာလူတွေကိုလည်းပြန်ပြောပြမယ်ပေါ့နော်ရွာမှာလည်းအဲ့လိုမျိုးမသိရလူကြီးတွေကိုယ်တိုင်ကမသိရသူရှိရပေါ့နော်အဲ့လိုမျိုးပြန်မှတင် जा ပေးချင်တာပေါ့အဲ့လိုမျိုးပေါ့အားကြောင့်မလာတင်တာပါဒီတစ်ခေါက်ရွေးကောက်ပွဲမှာအပြောင်းလဲတစ်ခုဖြစ်လာဖို့အတွက်အားလုံးကမျှော်လင့်နေကြပေမဲ့လည်းကျေးရွာလူထုအတိုင်းဝန်းမှာတော့ဘာကြောင့်မဲပေးရတယ်ဘသူ့ကိုမဲပေးရမယ်ဘလို့မဲပေးရမယ်စတဲ့ရွေးကောက်ပွဲဆိုင်ရာအသိပညာတွေကမဲဆန္ဒရှင်တွေအကြားအားနည်းနေစေဖြစ်ပါတယ်ဒါကြောင့်လည်းရွေးကောက်ပွဲနီးလာတာနဲ့အမျှအခုတင်တန်းလိုမျိုးမဲဆန္ဒရှင်ပညာပေးတင်တန်းတွေပို့ပြီးတော့လိုအပ်နေပါသေးတယ်ဒီသင်တန်းတွေကိုဇူလိုင်လကစပြီးတော့ရွေးကောက်ပွဲရက်မကျင်းပခင်အထိသင်တန်းပေါင်း160ကျော်ဖွင့်လှစ်သင်ကြားသွားမှာလည်းဖြစ်ပါတယ်။ဒီသင်တန်းတွေအတွက်ရန်ပုံငွေကိုတော့ EU ဥရောပသမဂ္ဂအဖွဲ့ကနေပြီးတော့ထောက်ပံ့ကူညီရလဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ထောက်ပါခင်ဗျာ။